ကဲအဲ့ဆိုနော် rule number 3လေးပါနော်အဲ့တော့ gyong on ဟာနော်ကဲဒါလေးကဘာကိုပြောရလဲဆိုရင်အမတို့shik thang လို့ဖတ်မဲ့အစားဒီဒါလေးကဘာဖြစ်သွားတာလဲတန်းဆိုပြီးဖြစ်သွားတာနော်အဲ့တော့ shik thang ဆိုပြီး shik thang ဆိုပြီးအဲ့လိုမျိုးကြီးထွက်နေမဲ့စာဖြစ်သွားတယ် shik thang ဒါလိုမျိုးဒါခဏခဏတွေ့ရတဲ့ဟာလေးပေါ့နော်အဲ့ဒီစီမင်းလေးနဲ့ပတ်သက်ပြီးတော့လေ့လာသွားမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီမှာနော်ဒီမှာအဲ့တော့ဘယ်လိုလေးရှိမလဲဆိုတော့ပထမအုပ်စုတွေကတော့မှတ်ရတာလွယ်တယ်ပေါ့နော်ဘယ်လိုလေးမှတ်လဲဆိုတော့ဂတ်တက်ဓာတ်တက်ဘတ်တက်နော်အဲ့တော့ဂတ်တက်ဓာတ်တက်ဘတ်တက်အုပ်စုနော်ဂတ်တက်ဓာတ်တက်ဘတ်တက်အုပ်စုပြီးသွားတဲ့ခါကျရင်နာတက်မတက်လာတက်နော်အဲ့ဒါဆိုရင်အမကဘာလို့နာတက်ထဲကနာကြရေမတက်ထဲကရမရေလာတက်ထဲကရဘရထဒါလေးတွေကလည်းဗာလဲဆိုတော့အိုက်စီမြင်နှံကိုပါသွားတာပေါ့နော်အဲ့တော့ဒါလေးကတော့ဘယ်လိုမှဆိုတီးတက်မှတ်ရတာမျိုးတော့ရှိလိမ့်မယ်အဲ့တော့ဘယ်လိုလေးမှတ်ရင်အဆင်ပြေလဲဆိုရင်နော်ပထမအဆုံးနေတယ်ဗာမှတ်မှာလဲဂတ်တက်အုပ်စုဂါကာဂါရာဂါဂါစာဓာတ်တက်အုပ်စုဒါစာစာဂျာချထနော်ဒါစာစာထဒီမှာဟချီပါပါတယ်ဗာလေဟချီပါပါတယ်အဲ့တော့အမဘယ်လိုမှခိုင်းမလဲဆိုတော့ဒီနေရာမှာပါတဲ့ဟတ်တက်စဆုံးတဲ့ဟာလေးတွေကဒီထဲကိုထည့်လိုက်နော်ဒီမှာပါခဲ့တဲ့ဟနာဟရာဟအဲ့ဒါလေးတွေကဘယ်ထဲမှာထည့်လိုက်ပဲလေဘာလို့လဲဆိုတော့ तू ဟာကလည်းဘယ်ထဲမှာပါလဲဓာတ်တက်အုပ်စုတွေမှာပါတော့အမတို့ကဟရေဟာနဲ့ဆုံးတာလေးတွေရေပေါ့နော်အဲ့လိုမျိုးအဲ့တော့ဂါတက်ဓာတ်တက်ဘတ်တက်ပေါ့နော်အဲ့တော့ဘတ်တက်ကလွယ်ပါတယ်ပါဖာရာဘာရာဖာဘာစာဒီလိုမျိုးလေးရှိမယ်အဲ့တော့ဂါတက်ဓာတ်တက်ဘတ်တက်အုပ်စုရေပြီးသွားတဲ့ခါကျရင်နော်နာကြရမရာဘာရာထအဲ့ဒီမှာဆိုရင်ဒီမှာဆိုလည်းမှတ်ရလွယ်ပါတယ်မလွဲလို့ပေါ့နော်မလွဲလို့ဒီနာကြဆိုရင်လည်းနောက်ကဘာလေးနဲ့ဆုံးထားလဲကြားနဲ့ဆုံးထားတယ်ကြားအပေါ်မှာပါခဲ့ပြီးသားနော်အပေါ်ကအုပ်စုထဲမှာပါတယ်ပေါ့နော်နှလုံးသက်ဖြစ်နေတာပေါ့နော်အဲ့လိုပဲရာဘာဆိုလည်းဘာသက်အုပ်စုထဲမှာပါတယ်ဘာကပါပြီးသားရာထဆိုရင်လည်းထရှစ်ပေါ်မှာပါပြီးသားအဲ့တော့အဲ့လိုလေးမှတ်လို့ရမယ်အဲ့ဆိုရင်မှတ်နည်းလေးကိုရပြီနော်ဂါသက်ဓာတ်သက်ဘာသက်အုပ်စုဟပါတယ်နော်ဟာနဲ့ဆုံးထားတာလေးတွေရယ်ပြီးတော့ရမနော်ရမရဲ့ဂျာနော်ဘာဒီနာဂျာနဲ့ဆုံးထားတဲ့နာကြလေးရယ်ဘာနဲ့ဆုံးထားတဲ့ရာဘာလေးရယ်ထနဲ့ဆုံးထားတဲ့ရာချလေးရယ်ဆိုရင်အမအဲ့လိုမျိုးမှတ်ခဲ့ပြီဟုတ်ပြီနော်ဒီထဲကပါဒါလည်းတူပဲလေးဟုတ်တယ်မလားနော်အဲ့တော့အဲ့လိုလေးမှတ်ခဲ့ပြီးတော့အဲ့ဒါလေးတွေပါတယ်နော်အဲ့ဒါလေးတွေပါမယ်ဗာလေရှေ့မှာရှေ့အသက်နေရာမှာအဲ့ဒီဟာတွေပါမယ်နော်ရှေ့အသက်နေရာမှာအဲ့ဒီဟာတွေပါမယ်တဲ့နောက်မှာကဂါဒဘာစာကြဗာလေနောက်ဘီးနေရာလေးမှာကဂါဒဘာစာကြပါလာတဲ့ခါကျရင်အမတို့ပေါင်းဆက်နော်ပေါင်းဆက်ဘီးအနေနဲ့ရှိခဲ့တဲ့ကာတပါစာကြအဖြစ်ပြောင်းသွားမယ်အဲ့တော့ကြံတဲ့ဟာတွေမပြောင်းဘူးနော်ကြံတဲ့ဟာတွေမပြောင်းဘယ်အချိန်မှာပြောင်းပါလဲအမတို့ပေါင်းဆက်ဘီးအနေနဲ့ရှိခဲ့တဲ့ကာတပါစာကြကနေပြီးတော့ဒီကာတပါစာကြဆင်းသက်လာတဲ့စကားလုံးလေး၅လုံးဆိုရင်အမတို့ကပြောင်းပါလဲနော်ကာတာပါစာကြအဲ့တော့ဂါတာဘာစာကြကနေဘာဖြစ်သွားမှာလဲကာတာပါစာကြအဖြစ်ပြောင်းသွားမယ်နော်ကဲအဲ့ဆိုကြည့်မယ်ဒီမှာဆိုရင်ဂါတက်အုပ်စုတွေမှာပါတယ်နောက်မှာဂါဘီလေးပါလာတယ်အဲ့ခါကျရင်အမာတို့ကဘာဖြစ်သွားမှာလဲဂါလေးရပဲကဖြစ်ပြောင်းသွားတာဒီဟာလေးကကြတော့အတန်ပြောင်းသွားတာဖြစ်ပါတယ်เนาะအတန်ပြုတ်သွားတာလည်းမဟုတ်ဘူးအတန်သွားကတ်တာလည်းမဟုတ်ပြန်ပြောမယ်เนาะအတန်ပြောက်သွားတာလည်းမဟုတ်ပြုတ်သွားတာလည်းမဟုတ်ဘူးအတန်သွားကတ်တာလည်းမဟုတ်ဘူးသူကအတန်ပြောင်းသွားတာဗာလေအတန်ပြောင်းသွားတာ၃မျိုးသင်ခဲ့ပြီးပြီเนาะပထမတစ်ခုကဗာလေအတန်သွားကတ်တာဟုတ်တယ်မလားနောက်တစ်ခုကအတန်ဟအတန်ပြုတ်သွားတာဒီတစ်ခုအနေနဲ့ကကြတော့ဗာလေအတန်ပြောင်းသွားတာအဲ့အတွက်ကြောင့်မလို့အမတို့ကရှေ့ကအသက်ကိုဘာမှသွားတုပ်လို့မရဘူးဟိုဗာလဲဖြောက်ပြီးတော့တဝက်လျှော့ပြီးတော့လည်းထွက်လို့မရအောင်အပြည့်ပဲထွက်ရမယ်เนาะအပြည့်ပဲထွက်ရမယ်ဘာလို့ဆို तू ကနောက်မှာအတန်ပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့ချူကူရှစ်တန်းကနေပြီးတော့ရှစ်တန်းဟပ်ပီကနေပြီးတော့ happy ဒါဆိုဘာလို့လဲဆိုတော့စကားပြောတဲ့ခါမှာထွက်ကြည့်ပါတစ်လုံးစီထွက်တာနဲ့အတန်ဆက်ထွက်တာနဲ့ဆိုအတန်ဆက်ထွက်တာလေးကနားထောင်လေးကောင်းတဲ့အစင်းလေးဖြစ်ဟုတ်တယ်မလားเนาะအဲ့တော့kasmnida အဲ့တော့ kasmnida ဒါလေးကတော့မသိရသေးဘူးပေါ့เนาะအဲ့ဘာလေးကနားနဲ့တူတော့မဖြစ်သွားတာเนาะ kasmnida แล้วก็ ilji เนาะ ilji ဆိုတော့เนาะ ikji ဖြစ်သွားမယ်เนาะ ikji เนาะ ikji
အဲ့တော့ ikji ကနေဘာဖြစ်သွားမှာလဲ ikji ဖြစ်သွားမှာနော်အဲ့ဒါဆိုရင် 듣기ကနေ 듣기 꼭달바ကနေ 꽃다발 꼭달발နော် 꼭달발 ဖြစ်သွားမယ် 팥빙수ကနေ 팥빙수 있습니다ကနေ 있습니다 လို့ဖြစ်သွားမယ် 낮잠ကနေပြီးတော့ 낮잠ဖြစ်သွားမယ်ဒီလိုမျိုးပေါ့နော်그가 입구ကနေပြီးတော့ 입구 밟다ကနေ 밟다နော် 밟다ဖြစ်သွားမယ်နော် 밟다 또ဖြစ်သွားမယ် 그가 값보다 말해 값보다နော်အဲ့တော့ 없습니다ကနေ 없습니다 없지ကနေ 없지နော်ရှာမယ်နော်ဒါဆိုရင်လေ 신고ကနေ 신고 굼다နော် 굼다ကနေပြီးတော့ 굼다 넓습니다နော် 넓습니다ကနေပြီးတော့말해 넓습니다 이거 하자로 할지 뭐너 할지 아니비요 할지 뭐너 할지 아니비요 할지 아니비요 비도 말래 할지 비도 말 합이나 그가 좋습니다 너 좋습니다가 아니 좋습니다 많습니다가 아니 많습니다 읽습니다가 아니 읽습니다ဒီမှာအမတခါလေးကြာအတန်တော့ကဒီတလုံးချင်းစီဖတ်ရတာတွေမပြီးတာမျိုးရှိလိမ့်မယ်ဘာလို့လဲဆိုတော့လေအုံနောက်ထဲမှာကကြတော့အတန်ဆက်တဲ့အတန်တွေကဆွဲနေတာပေါ့နော်ပါဇက်ကအဲ့ဒီအတန်ဆက်သွားတဲ့အတန်တွေကိုဆွဲနေတာဖြစ်တော့ကြောင့်ဒီတော့တလုံးချင်းဖတ်ရတော့မယ်ဆိုတော့တော်တော်ထောက်နေတာမျိုးရှိတယ်တခါလေးမထွက်မိတာမျိုးလေးရှိလေသိခံပြီးအောင်နော်အဲ့တော့ဒီထဲမှာရေးထားတဲ့အတိုင်းလေးတွေဖတ်ပေါ့နော်အဲဆိုတော့နောက်တစ်ခုကကြတော့ဒီဟာလေးပေါ့ဟုတ်ပြီနော်ဆိုတော့ဒီမှာရဆိုတော့လာတက်တယ်လို့ပဲပြောလိုက်တော့မယ်နော်ရနဲ့အဲ့လိုပဲဂါတာဘာစာကြနော်ဂါတာဘာစာကြနဲ့တွေ့ရင်ကာတာပါစာကြဖြစ်ပါလို့သွားမှာလေထပ်ပြောင်းသွားအောင်အဲ့လိုပဲလာတက်လေးပေါ့နော်လာတက်လေးနောက်ထပ်တစ်လုံးပေါ့နော်တာတက်တစ်လုံးနဲ့ပေါ့ကွယ်နော်လာတက်တစ်လုံးနောက်ထပ်တစ်လုံးပေါ့နော်အဲ့တော့ဒီမှာဆိုတော့လာတက်အုပ်စုတွေကရမတောင်မှပါခဲ့ပြီးသားပဲလေဟုတ်တယ်မလားနော်အဲ့တော့ဂိုင်းကိုဂိုင်းတဲ့ဂိုင်းရှစ်분간이ဂိုင်း10분 할수록 어? 할수록 알아 할줄 너 알아 아서인 다리 잡는